မြန်မာနိုင်ငံ၏အထွတ်အမြတ်ဆုံးဗုဒ္ဓရုပ်ပွားတော်ဒါကရုပ်တုတစ်ခုတည်းမဟုတ်ပါဘူးနှစ်ပေါင်း2000ကျော်ကလေးကရိုသေလေးစားခံခဲ့ရတာပါအနီးကပ်ကြည့်ပါမဟာမုနီဗုဒ္ဓရုပ်ပွားတော်သည်ဗုဒ္ဓဘာသာရုပ်ပွားတော်အများစုနှင့်ကွဲပြားသည်မျက်နှာပြင်သည်ထူထဲပြီးမညီမညာဖြစ်လာသည်အဘယ်ကြောင့်နည်းမျိုးဆက်ပေါင်းများစွာကလေးကမျိုးသားဘာသာဝင်များသည်ဖျားဝတ်ပြုကိုးကွယ်မှုဆိုင်ရာလုပ်ရက်တစ်ခုအဖြစ်ရုပ်တုပေါ်တွင်ရွှေရွက်ငယ်များကိုဂရုတစိုက်ကတ်လှူဒန်းခဲ့ကြသည်ရာစုနှစ်ပေါင်းများစွာကြာပြီးနောက်ဒီပူဇော်တက္ကများသည်စင်တီမီတာအနည်းငယ်ထူသောအလွှာတစ်ခုအဖြစ်စုပုံလာခဲ့သည်ရွှေတစ်ချက်ချင်းစီဟာတစုံတစ်ယောက်ရဲ့ယုံကြည်မှုကျေးဇူးတင်စိတ်ဆုတောင်းဒါမှမဟုတ်မျှော်လင့်ချက်ကိုကိုးစားပြုပါတယ်မဟာမုနီဗုဒ္ဓသည်ကြီးညိုလေးစားခံရယုံသာမကတန်ပေါင်းများစွာသောယုံကြည်သူများမှတဆင့်ဆက်လက်ကြီးထွားလျက်ရှိသည် Discover more sacred noble treasures of Asia. ငြိမ်းချမ်းမှုရှိပါစေကျေးဇူးပြု၍ like share comment subscribe လုပ်ပါ